ဟယ်လိုအားလုံးပဲမင်္ဂလာပါမျိုးတို့ရေရတခါကျွန်တော်ဝက်တချင်တိန်နီးလေးကိုရိုက်ပြီးတင်ထားတာရှိပါတယ်ဗျာအဲ့ဒီဝက်တချင်တိန်နီးလေးကိုတင်ပြီးတော့အခုဝက်တချင်ချက်နီးလေးကိုရိုက်ဦးတင်ဆက်ပေးတော့ဖြစ်ပါတယ်ဒါကတော့ဝက်တချင်ဖြစ်ပါတယ်ဗျာဝက်တချင်တဲ့ကိုထည့်မဲ့အရာတော့ရတော့ပင်စိမ်းပါတယ်ကြက်သွန်ပြူကြက်သွန်နီးငရုတ်သီးစိမ်းဂျင်းနဲ့ငယ်ပါပါတယ်ဗျာဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကတော့ဂျင်းကြက်သွန်ပြူကြက်သွန်နီးအစိမ်းမုံနဲ့အခုလိုမျိုးထောင်းထားပေးရမှာဖြစ်ပါတယ်ဗျာအဲ့ဒါလေးပြီးရင်တော့ဝက်တချင်တဲ့ကိုထည့်မဲ့ငရုတ်သီးစိမ်းလေးတွေကိုလည်းအခုလိုမျိုးနှုံလီထားပေးလိုက်ပါဗျာငရုတ်သီးစိမ်းလေးလီးပြီးရင်တော့မီးပေါ်မှာအိုးတင်ပြီးတော့မှစီနဲ့ငယ်ထည့်လိုက်ပါပြီးရင်နနွေးမုတ်နဲ့ငယ်ထည့်လိုက်ပါစီပူးလာရင်တော့စောစောကထောင်းထားတဲ့ကြက်သွန်ပြူကြက်သွန်ဒီဂျင်းအယောင်နေမှုန့်တွေကိုအကုန်လုံးစီတက်လိုက်ပါဗျာအိုးလေးကတ်မတော့အောင်ရေနဲ့ငယ်ထည့်ပြီးတော့မှမှွေပေးလိုက်ပါနော်မှွေရင်နဲ့အခုလိုမျိုးစီလေးပြန်လာပြီဆိုလို့ရှိရင်ကတော့ပါလှိထားတဲ့ငရုတ်သီးစိမ်းလေးတွေကိုလည်းအခုလိုမျိုးထည့်ပြီးတော့မှမှွေပေးလိုက်ပါစောစောကငရုတ်သီးစိမ်းထည့်တာကျွန်တော်မရိုက်မိလို့ပါဗျာအဲ့ဒါပြီးရင်တော့ဝက်တချင်းလေးကိုလည်းထည့်ပြီးတော့မှအခုလိုမျိုးမှွေပေးလိုက်ပါဗျာဝက်တချင်းလေးကိုလည်းအခုလိုမျိုးအနှဲငယ်မှွေပေးပြီးရင်တော့ကျွန်တော်တို့အရသာမှုန့်နေထည့်ပါမယ်ဗျာပထမဆုံးစားနဲ့ငယ်ထည့်လိုက်ပါမယ်ဝက်တချင်းသိတုံးကစားထည့်ထားဖြစ်တဲ့အတွက်စားကိုအနှဲငယ်ပဲချိန်ဆပြီးတော့မှအပေါ့ငံထည့်ပါမယ်ဗျာပြီးရင်အသားမုံထည့်မယ်ဗျာအိုးကတ်မတော့အောင်ရေနဲ့ငယ်ကိုလည်းအခုလိုမျိုးထည့်လိုက်မယ်နော်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ဝက်တချင်းလေးကိုမှွေပေးလိုက်ပါဗျာမွေးနဲ့ရေလေးခန်းသွားပြီဆိုလို့ရှိရင်ဝက်သားမနူးသေးဘူးဆိုလို့ရှိရင်ရေလေးနဲ့ငယ်ထည့်ပြီးတော့မှအခုလိုမျိုးထပ်မှွေပေးလိုက်နော်ဟုတ်ကဲ့ရေလေးခန်းပြီးတော့မှစီလေးပြန်လာပြီဆိုလို့ရှိရင်ဝက်သားလေးလည်းနူးလာပြီဆိုလို့ရှိရင်ကတော့အနံလေးမှွေတော့ပင်စိမ်းလေးကိုအုပ်ပေးလိုက်ပါဗျာဟုတ်ကဲ့ပင်စိမ်းလေးအုပ်ပြီးဆိုတာနဲ့မီးလေးကိုချက်ချင်းပိတ်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်ကတော့ပင်စိမ်းနဲ့တင်းလေးနဲ့စိမ့်လေးနဲ့ဝက်တချင်ချက်လေးရရှိသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်တိတ်ထားတဲ့ဝက်တချင်ကိုချက်ပြပေးသွားတယ်မီနူးလေးပဲဖြစ်ပါတယ်ဒါကတော့ဝက်တချင်ချက်ဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်ချက်တဲ့ဒီဝက်တချင်ချက်နီးလေးကိုကြည့်ပြီးတော့မှဝက်တချင်ချက်စားနိုင်ပါတယ်ဗျာဝက်တချင်တိတ်နီးလေးကိုသိချင်ရင်တော့ကျွန်တော် YouTube channel မှာတင်ထားရှိပါတယ်ဝက်တချင်တိတ်နီးလေးကိုကြည့်ပြီးတော့မှဝက်တချင်တိတ်ပြီးတော့အခုလိုမျိုးချက်စားနိုင်ပါတယ်ဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဝက်တချင်ချက်ပဲဖြစ်ပါတယ်ဗျာဝက်တချင်ချက်လေးရဲ့အရသာကိုဘလို့နေတယ်လဲဆိုတာကိုကျွန်တော်ကိုယ်တိုင်မြည်ကြည့်လိုက်မယ်ဗျာအိုးအရသာတော့ share ကိုတယ်ဗျာဟုတ်ကဲ့ကျွန်တော်နောက်လဲဘာတွေချက်ပြသွားမလဲဆိုတာသိချင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့မှစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ဗျာဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်တတ်တာဘိုင်ဘိုင်